Happy New Year New Year မှာဘာတွေလုပ်နေကြလဲရှုံကျွန်းကြီးကဒီနေ့ကrun မှာတော့ပုံမှန် run နေတယ်ပေါ့နော်ဒါပေမဲ့လည်းအရင် serious ကြီးတော့မ run ဘူးကိုယ့်ရဲ့ pace နဲ့ကို run နေပေါ့နော်ဒီနေ့ရှုံကျွန်းကြီးလာပြောတာက New Year မှာကို plan လေးတွေလုပ်ထားပါဘာ plan တွေလုပ်ကိုဖြစ်ချင်တာတွေကိုဘာတွေ end of the years မှာ achievement လုပ်ချင်တာတွေအဲ့ဒါတွေပေါ့နော် write it down လုပ်ထားမှာရှောင်းကျင်းနေလိုက်မှ reminder လာလုပ်တာပါပထမဦးဆုံးကကိုယ့်တဲ့ကျမရေးပေါ့နော်ကျမရေးအတွက် invest လုပ်ပါဒုတိယကျမရေးအတွက် invest လုပ်ပါလို့ပြောတဲ့အထက်မှာဘာလို့ဘာတွေအကြီးကျယ်ပေါ့နော်အရန်ကြီးပဲဟို gym တွေအတကုံသွားနေတာမဟုတ်ပါနဲ့လေနော်ဘာနဲ့ရင်ဘာနဲ့ရင်စားကြမလဲဆိုတော့ကိုလေနော်ကိုရဲ့mindset ကိုအရင်ပြောင်းလဲဖို့လိုတယ် consistent ရှိပေါ့နော်တရက်ကိုမိနစ်20လမ်းလျှောက်တာကနေပြည့်စားလို့ရတယ်တရက်ကိုလမ်းလျှောက်မိနစ်20ပုံမှန်လေးလမ်းလျှောက်ပေါ့နော်ဒီနေ့လမ်းလျှောက်မယ်ဆိုရင်လျှောက်ရမယ်ပေါ့နော်လမ်းလျှောက်တာဗမာပြည်လျှောက်လို့ရတယ်ရှောင်းကတော့ဒီ blessing ရှောင်းရဲ့ blessing ကတော့အိမ်ဘေးနားမှာဖက်ကြီးရှိတဲ့ခါကျတော့မနေ့ကလမ်းလျှောက်လို့ရတယ်လမ်းလျှောက်နဲ့ gym သွားတဲ့အခါမှာလဲရှောင်းအိမ်နဲ့ gym နဲ့ကမိနစ်20လောက်လမ်းလျှောက်ရတယ်ဒီလားအဲ့ဒါကိုကရထားစီးရတော့ကားစီးရတော့မဟုတ်ပဲနဲ့လမ်းပဲလျှောက်ပြီးမှဟိုမှာရအောင်ဆိုအကျော်ရှောင်းမှာတခါတည်းအလေးမယုံပဲပေါ့နော်အဲ့ကကြတော့လမ်းလျှောက်ကြပါအလကားရတဲ့ဟာအကုန်ယူကြပါလို့ရှုံကျွန်းနေဒီနေ့လမ်းလျှောက်ရင်းနဲ့လမ်းမှာ reminder second က not an option 刚刚မအိပ်ပါအိပ်စချင်းကလေကျမရေးတပါရှိเนาะတပါပေါ့เนาะဒီမာရီကအများအဖြစ်ကဘာဖြစ်ကြလဲဆိုအိတ်မပြောဘူးဆိုတော့ယောဂအရင်ရှိတယ်ဒီလားဒီအခုဒီမှာကြတော့လေအားကြောင့်မို့ကောင်းမွန်စွာအိတ်ဆက်နာယူပါအချိန်ပြည့်အိတ်ပါအိတ်ခဏနေမှာဖုန်းမသုံးပါနဲ့ဖုန်းနဲ့အဝေးမှာထားပါအဲ့ဒါကိုကိုပေါ့နော်ဆုံးမကြပါလို့တမလူတွေဖြစ်တတ်ကြလေနော်လူတွေကကိုတမပြောရင်ဆိုနားမထောင်ချင်ဘူးလေနော်အဲ့ဒါခါကျတော့ကိုဖုန်းမသုံးပဲနဲ့ကောင်းမွန်စွာအိတ်အချိန်ပြည့်အိတ်ဖို့အတွက် but care about your appearance care about your appearance မှာအရန်ဘယ်လိုပြောမလဲလာနေဖို့အရန်လူကတော့ကြားဘူးရမလား don't judge book by cover ပေါ့နော်အဲ့စကားပုံရှိလေနော်လူကအပေါ်ရန်ကြည့်ပြီးမှ judge မလုပ်နဲ့တဲ့ဒါပေမဲ့လည်း they do people tend to judge ပေါ်တော့ကြည့်ပြီးမှ judge လုပ်ကြတယ်အဲ့ဒါကြောင့်မို့ care about your appearance အဲ့ဒါကအရေးကြီးတယ်လို့ထင်တယ်ကိုအရင်ဟိုဘယ်လိုပြောမလဲပြုပြင်ခြင်းမဟုတ်ပဲနဲ့ care about you appearance people တို့ကိုကြမ်းနေဖို့လိုတယ်အဲ့ဒါကြောင့်မို့မနေ့တန်းလမ်းလျှောက်ကြပါမနေ့ကိုလမ်းလျှောက်လို့မရဆိုလဲတရက်ကိုမိနစ်20လောက်တော့လမ်းလျှောက်ပါမိနစ်20လောက်လမ်းလျှောက်လို့မရအောင်ဆိုရင်လဲကိုဒီလမ်းလျှောက်တာနဲ့ညီတဲ့ jumping rope ပေါ့နော်ဗမာဖြစ်အလုတ်မှာဖြစ်ဘာဖြစ် jumping rope ကလေဒီလားဟိုကျိုးရှိမှာမဟုတ်နော်အခုနောက်ပိုင်း TikTok မှာရှာကြည့်လိုက်ဒီ jumping rope ကိုလေကျိုးမပါဘဲနဲ့ဒီလိုဒီတိုင်းလက်နဲ့ပဲ jump လုပ်တဲ့ဟာလေအဲ့ဒါကိုတိတော့မဘလောက်မှမရှိဘူး30လဆန်အချက်ပလားလမ်းတီအဲ့ဒါနဲ့ပဲ jumping rope လုပ်ပါအဲ့ဒါဆိုတော့ care about your appearance consistency ပါအဲ့ဒါကရှောင်းဂျူနီ New Year Day 1ကိုလာပြောတာပါလမ်းလျှောက်ရင်းနဲ့ရှောင်းကဒီနေ့လာ update လုပ်တာပါ love you all